IT man ပြောပြမယ်အရေးကြီးတဲ့ data တွေသိမ်းထားတဲ့ hard disk ပြတ်သွားခဲ့ရင်ညီလေးတို့ဘာလုပ်မလဲဒါကိုကာကွယ်ဖို့ RAID redundant array of independent disks လိုအပ်ပါတယ်သူက hard disk အများပြားကိုတစ်လုံးနဲ့ဖြစ်အောင်ပေါင်းသုံးတာပါဥပမာ RAID 1 သုံးထားရင် data တစ်ခုကို disk နှလုံးမှာတစ်ပြိုင်နက်သိမ်းပေးလို့တစ်လုံးပြတ်သွားရင်တော့ data မပြောက်ပါဘူးအမြဲတမ်း backup plan အရန်အစီအစဉ်ထားတတ်တဲ့အလေးကျင့်ရှိရင်ညီလေးတို့ရဲ့ဘဝနဲ့အလုံးမှာဘလို့အခက်အခဲမျိုးပဲလာအေးဆေးရင်ဆိုင်နိုင်မှာပါ RAID 0ကတော့အမြန်နှုန်းအတွက် RAID 1ကတော့လုံခြုံရေးအတွက် RAID 5ကတော့အမြန်နှုန်းရောလုံခြုံရေးရောအတွက်ဖြစ်ပါတယ် server တွေနဲ့ NAS တွေမှာဒီစနစ်ကိုအဓိကသုံးကြပါတယ်အားပါချက်ကတော့ disk ပြတ်သွားရင်တော့အလုံးမပြတ်ပဲဆက်လုပ်နိုင်တာဖြစ်ပြီးအားနည်းချက်ကတော့ disk အပိုတွေဝယ်ရလို့ကုန်ကျစရိတ်ပိုများတာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့စီမှာတကယ် senior tech mindset ရလာမှာပါဥပမာတာမန်လူက disk ပြတ်လို့ငိုနေချိန်မှာညီလေးကတော့ disk အသစ်လေးတစ်လုံးထိုးထည့်လိုက်ရုံနဲ့အားလုံးကိုပြန်ကောင်းအောင်လုပ်ပေးနိုင်မှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာပြီး senior ID brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွင်းမှာ ID services တွေလိုအပ်ရင်ကျွန်တော်တို့ ID man ကိုဆက်သွယ်လိုက်ပါနော်